ဒီလိုပုံစံမျိုးကြုံမှုလိုက်ရင်စဉ်းစားကြည့်ပါလာအစားပိုင်းမှာဘာသာလုံးချင်းတဲ့အလုပ်ကိုင်းတွေစင်ကစားတာတွေလိလာတင်ကရှိရတွေကိုလိလာတင်ယူနေဘဝကအဆက်ဆက်ရအဆင်ပြေနေတယ်ဒါပေမဲ့တည်းမှာတော့ဘာကြောင့်မှန်းရမသိပဲနဲ့ဘာစိတ်တက်တွေဟိုအောက်ဆုံးကြီးထိုးပြီးကြသွားတယ်ဘာသာအိယာနိုးရလဲစားပြီးတော့စိတ်တက်တွေကြတယ်မျက်နှာတဲသွားတဲ့ရေမှုချိုးကိုတော့မှဘာသာတော့စိတ်မပါတော့ဘူးခေါင်းထဲမှာလည်းဘာမှမစင်စားကျင်တော့ပဲနဲ့ဘယာယာကလေးလက်ခတ်ခဲနေတယ်လူကစိတ်မပါတော့ပြင်ပန်းနေတယ်အရင်ကရှိခဲ့မှုရဲ့ motivation တွေကချက်ပြောင်းငှက်ပြောက်လို့ဘယ်ရောက်လို့ရောက်အောင်မှမသိတော့ဘူး။ဘလက်ရှိပဲလုံနေတဲ့အရာတွေကိုတော့မှဘာကြောင့်ဒါလုံးနေမိပါလဲဆိုပြန်ပြီးတော့စဉ်းစားယူရတဲ့အထိဖြစ်သွားတယ်။မနေ့ကမှလုပ်ရအဆင်ပြေနေတာကိုဒီနေ့မနေ့မှာတော့ဘာမှအဆင်ပြေလို့ခံစားနေရတယ်။ဒီလိုစိတ်သက်ကြတဲ့တန်ကဘာသာဘဝရဲ့အခြားနေရာတွေပါစပြီးတော့ထိခိုက်လာတော့တယ်။ဘာသာကစပတ်ဖို့စဉ်းစားလိုက်တယ်ပြင်းပြီးတော့ဖက်ချင်တော့ဘူး။ကျင်သွားဖို့လည်းစိတ်မပါတော့အဲ့ဒါကတရက်ကနေ2ရက်2ရက်ကနေ3ရက်3ရက်ကနေတစ်ပတ်ကနေ3လအထိဖြစ်လာတယ်။အဲ့ဒီနောက်မှာဘာသာတေးစားတွေပို့ပြီးတော့စားလာတယ်။ဖုန်းတွေကိုပို့ပြီးတော့ပေါ်လာတယ်။ဂိမ်းတွေပို့ပြီးတော့ဆော့လာတယ်။ဘာသာအတွက်ဘယ်ဟာကလောက်တဲ့လဲဘယ်ဟာမလောက်တဲ့လဲဆိုတာကိုဘာသာကိုလည်းသိတယ်။ဒါပေမဲ့ဘာသာလို့ချင်ကြရင်မရှိတော့ဘူး။ဘောလူတော်များကအောင်မြင်မှုကိုအချိန်တစ်ခုထိအောင်မြင်သွားလိုက်ပြီးရင်ပြန်ပြီးတော့ကြာရှုံးလိုက်တဲ့တန်တရားလည်နေတဲ့ဆံဝင်တွေမှာရှိနေကြတယ်။ဒီဗီဒီယိုလေးဆက်မသွားခင်ကျွန်တော် channel ကို like and subscribe လုပ်ပါသေးဆိုလို့ရှိရင်လုပ်ခဲ့ဖို့မမေ့ပါနဲ့။ဒါကစိတ်ပညာရှုထောင့်ကြည့်မှဆိုလို့ရှိရင်နည်းနည်းရှုပ်ထွေးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်နောက်ပိုင်းမှာထပ်ပြီးတော့ဗီဒီယိုတစ်ခုထပ်ပြီးတော့စီစဉ်ပေးသွားပါမယ်။ဒီနေ့မှာတော့ကျွန်တော်အဲ့လိုမျိုးစိတ်သက်သာတဲ့အခြေအနေတွေကနေပြီးတော့ပြန်ပြီးကျွန်တော်ပြန်အသက်သွင်းတဲ့ဒီနဲ့သုံးမှုကြောင့်ကျွန်တော်ဖက်ပြသွားမှာဖြစ်ပါတယ်။ဒီအကြောင်းမပြောခင်မှာကျွန်တော်အနေနဲ့တတိပေးစရာအချက်တစ်ချက်ရှိပါတယ်။ပထမချက်ဒီနည်းလမ်းကစိတ်တကယ်မှုပြီးမြင့်တဲ့ရဟာသူတွေပြန်လဲရှင်သန်မှုအတွက်အထောက်အကူပြုမဲ့ဗီဒီယိုတစ်ခုမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဆရာဝန်တယောက်မဟုတ်တဲ့တကြောင်မို့လို့ကျွန်တော်ပြောတဲ့အယူအဆအနေနဲ့ဘာသာလို့အထင်လွဲသွားမယ်ဆိုလို့ရှိရင်ကျမ်းမာရေးပို့ပြီးတော့ထိခိုက်မိတော့မစိုးရိမ်မိလို့ပါဒုတိယချက်ဒီ cycle တွေကနေမယုံထွက်နိုင်ဖို့ဆိုတာကျွန်တော်အနေနဲ့အရင်တော့ကအကြောင်းအရာနဲ့အခုအကြောင်းအရာတစ်ခုချမ်းမှာနှိုင်းယှဉ်ပြပြီးတော့ကျွန်တော်ဘယ်လိုမျိုးယုံထွက်ခဲ့ရဆိုတော့ဘာသာလို့ပြန်ပြီး share လုပ်ပေးတာဖြစ်ပါတယ်ဒီနေ့တည်းရတဲ့တော့ဒီအကြောင်းအရာတွေအားလုံးကိုပြောင်းလဲသွားဖို့တော့ပြောင်းလဲလို့မရပါဘူးပြီးတော့နံပါတ်1တစ်ခုခုကိုအရင်ဆုံးစပြီးလုပ်ကြည့်လိုက်ပါဒီ viewer ကအလုပ်တစ်ခုကိုစပြီးလုပ်ဖို့အတွက်အဓိကအခြေခံကြတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ဘာလုံးမှလုပ်ချင်ခိုင်းခြင်းမရှိဘူးဆိုလို့ရှိရင်တခုခုကိုအရင်ဆုံးစပြီးလုပ်ဖို့အရေးကြီးပါတယ်။လူတို့များများကအလုပ်တစ်ခုရဖို့အတွက်အရင်ဆုံး motivation ရှိရမယ်။အဲဒီနောက်မှာစိတ်ကူးစိတ်ဉာဏ်ရှိရမယ်ဆိုပြီးတော့ထင်တတ်ကြပါတယ်။ဥပမာ YouTube ကနေပြီးတော့ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်ကြည့်လာတယ်။အဲဒီနောက်မှာ motivate ရလာပြီးအလုပ်လုပ်ချင်သိပေါ်လာတာမျိုးပေါ့။ဒါပေမဲ့ဒီ viewer ရဆိုလို့ရှိရင်အဲ့ဒါကအစိမ့်လိုက်သွားနေတာမျိုးမဟုတ်ဘူးဗျ။စက်ဝမ်းလိုမျိုးလက်ပတ်နေတာ။ဒါကြောင့်ဘာသာဘက်ကနေပြီးတော့အလုပ်လုပ်ချင်ကနေစလိုက်ဖို့ပို့ပြီးထိရောက်ပါတယ်။အဲ့လိုလုပ်လို့ချင်ကနေပြီးတော့ motivation နဲ့စိတ်ကူးစိတ်တန်းတွေကပြန်ပြီးတော့တက်လာမှာဖြစ်ပါတယ်။ဘာသာကစဉ်းစားနေမှာဗျာ။ဘာမှမလုပ်ချင်ပါဘူးဆိုမှမင်းကဘာလာပြောနေရလဲဆိုပြီးတော့အဲ့စဉ်းစားလိုက်တယ်။ဒါပေမဲ့စဉ်းစားကြည့်ပါသား။ဘာသာနေ့တိုင်းချိုးဖို့အတွက် motivation အလန်းစားတွေလို့လား။မလုပ်ဘူးလေ။ဒါကဘာသာနေ့စဉ်လုပ်နေတဲ့အလုပ်တစ်ခုမျိုးလို့ပဲ။ဒီလိုရိုးရှင်းတဲ့အလုပ်လေးတွေကိုအချိန်ရလာဖို့တော့သုံးရမယ်ဗျာသား။အလုပ်လုပ်ချင်စိတ်ပေါ်လာမဲ့အချိန်ကိုမဆောင်ပါနဲ့ကျင်သွားကျင်တယ်ဆိုလို့ချင်းသွားလိုက်အဲ့လိုအလုပ်လေးတွေကနေပြီးတော့နောက်ထပ်အလုပ်တွေလုပ်ဖို့အတွက်အချိန်တစ်ခုရလာလိမ့်မယ်ဥပမာဘာသာကကိုနဲ့အရှိကြီးတစ်ပုတ်ရေးဖို့အတွက် idea တစ်ခုရှိရဆိုရှင်ငါကိုနဲ့အရှိရေးရမှာပါလားဆိုပြီးတော့မတွေးနဲ့အရင်ဆုံးဘာသာကောင်းလေးမှာပေါ်လာတဲ့ idea တစ်ချောင်းကိုချရေးလိုက်အဲ့ဒီမှာနောက်ထပ်ထပ်ပြီးတော့ idea တစ်ခုထပ်ပြီးတော့ပေါ်လာလိမ့်မယ်ဘာသာအဲ့လိုစားလိုက်မိပြီဆိုလို့ရှိရင်စာဆက်ရေးခြင်းတဲ့စိတ်ကသူ့လိုနောက်ကနေပါလာလိမ့်မယ်ဒါကကျွန်တော်ပြောတဲ့အလုပ်တစ်ခုဆိုင်လုပ်ဆောင်ခြင်းဆိုတဲ့ view ရဲ့လေးဝချက်ပဲ။ဒီ view နံပါတ်1အောင်မြင်မှုတသေးလေးတွေပြီးတာကိုပြန်ပြီးတော့စုချပါ။ဒီနည်းလမ်းကကျွန်တော်ပထမပြောတဲ့အချက်နဲ့နည်းနည်းစိတ်ညစ်မှဖြစ်နေပါလိမ့်မယ်။ကျွန်တော် channel ကိုပုံမှန်ကြည့်နေကြသူတွေဆိုလို့ရှိရင်သိပါလိမ့်မယ်။ကျွန်တော်ကစကားလုံးတွေနဲ့တော့ပဲမျိုးပြောတတ်ပါဘူး။ဥပမာဘာသာကဒီနေ့ game ဆော့ဆိုပြီးတော့ကိုစီးကန်းချက်တစ်ခုချထားရဆိုလို့ရှိရင်ဒီနေ့တကယ်လို့ game ဆော့တာကိုလုပ်နိုင်ခဲ့ရဆိုလို့ရှိရင်ညနေရောက်တဲ့အခါမှာဘာသာစားတင်တယ်ဘာသာလုပ်ချင်တဲ့ຢာတစ်ခုကိုလုပ်လိုက်ဖို့ပါပဲဒါပေမဲ့ဘာသာပြောလဲဒီလိုလောက်တာဘာဖြစ်လို့ကိုဆွချပါလဲဆိုပြီးတော့တကယ်တော့ဘာသာဘာကြောင့်အဲ့လိုပြောလဲဘာသာကိုဘာသာသိတာဘာသာကအဲ့ထက်ပိုမလုံးနိုင်တယ်ဆိုတော့ကိုသိလို့ပဲကျွန်တော်တို့စိတ်သက်သာပြီးအားနည်းနေတဲ့အချိန်မှာကိုဆွချရဲဆိုတာကစိတ်ပိုင်းဆိုင်ရာအတွက်မရှိမဖြစ်လိုအပ်တဲ့လှုပ်ဆောင်ချက်တစ်ခုပဲဘာသာဘာကြောင့်လဲဆိုလို့ရှိရင်ဘာသာရဲ့အုံတော်မှာအပိုင်းနှစ်ပိုင်းရှိပါတယ်စိတ်ခံစားချက်ကိုထိန်းချုပ်တဲ့အပိုင်းနဲ့ဘာသာရဲ့အတွေးမြင်တွေပညာရက်တွေကိုထိန်းချုပ်တဲ့အပိုင်းဆိုပြီးနှစ်ပိုင်းရှိပါတယ်
အဲ့ဒီမှာဘာသာရဲ့အသိပညာအပိုင်းကစိတ်ခံစားချက်ပိုင်းကိုအတင်းကျပ်ခိုင်းစေဖို့မရပါဘူးဒီမှာတော့တယောက်နဲ့တယောက်မတူဘူးဆိုတော့ကိုယ့်ရဲ့ခံစားချက်တွေကိုပြန်ပြီးနှိုင်းယှဉ်ကြည့်ပါဒါပေမဲ့ဒီမှာအကုန်တူညီမဲ့ချက်တစ်ချက်ကအသိဉာဏ်ပညာအပိုင်းကစိတ်ခံစားချက်အပိုင်းကိုအတင်းကျပ်ဖိအားပေးပြီးခိုင်းစေမယ်ဆိုလို့ရှိရင်စိတ်ခံစားချက်ရှိတဲ့အပိုင်းကဘာသာရဲ့အလုပ်တွေဘာတစ်ခုမှမလုပ်ချင်တော့ရက်တက်ပစ်ပါလိမ့်မယ်အဲ့ဒါကြောင့်အသိဉာဏ်ပိုင်းကစိတ်ခံစားချက်အပိုင်းကိုကြည်ကြည်နာနာနဲ့လမ်းပြပေးဖို့လိုအပ်ပါတယ်ဥပမာဘာသာကဒီနေ့တနေ့လုံးဘာမှမလုပ်ဘဲနဲ့တင်လွတ်နေမယ်အစားဘာသာရေချိုးလိုက်တာမျိုးဒါမှမဟုတ်အခန်းသက်ရှင်းလုပ်လိုက်တာမျိုးအဲ့လိုမျိုးလေးလုပ်ပေးလိုက်ပါပြီးရင်တော့လူအပင်မသွားဖြစ်တဲ့ကြောင့်မလို့ဘာသာနေတဲ့အနားယူဖို့လိုအပ်ပါတယ်ဘာသာရဲ့အသိဉာဏ်ပညာပိုင်းကတော့ထပ်ပြီးတော့ဘာသာကိုတတိပေးနေပါလိမ့်မယ်ဟိုကလုပ်ဖို့ရှိတဲ့တရားလေးလုပ်ရမယ်ဟိုကလေးကထပ်ပြီးလုပ်လိုက်ရင်ပိုပြီးကောင်းတယ်ဆိုပြီးတော့အသိပေးနေပါလိမ့်မယ်ကျွန်တော်ပြောတဲ့နည်းလမ်းတွေကိုဘာသာကသဘောပေါက်ပြီးတော့ motivation နဲ့ရရလိမ့်မယ်ဗျာအဲ့တော့ဘာသာအသိဉာဏ်ပိုင်းနဲ့စိတ်ခံစားချက်အပိုင်းကိုဘာသာကင်တွင်နေတဲ့အခါမှာဘာသာရဲ့လောဘကြောင့်ပေါ့နော်အလုပ်တွေကိုအတင်းဖိပြီးလုပ်ရတာမျိုးမလုပ်ပါနဲ့ဗျာဘာသာအဲ့ဒီအချိန်မှာကောင်းကောင်းအနားယူဖို့လိုပါတယ်ဘာကြောင့်လဲဆိုတော့ဘာသာစိတ်တက်ကြနေတဲ့အချိန်တွေကနေပြီးတော့ဒီအချိန်တွေတိတိုးတက်လာတာကိုပဲဘာသာအသိမှတ်ပြုပေးရမှာဖြစ်ပါတယ်ရေးပြရတဲ့ဘက်တော့တဖြည်းဖြည်းချင်းအစိမ့်မြင့်တင်သွားပါခုနီလန်ကတော့ကျွန်တော်တို့အရှိမသုံးခဲ့တဲ့ motivation အရှင်ကိုအသုံးပြုပြီးတော့ဒီထက်ပိုပြီးတော့ကောင်းမွန်တဲ့ဘဝရအောင်ဘယ်လိုမျိုးကြိုးစားလဲဆိုတာပဲဖြစ်ပါတယ်ဒါကတော့အချိန်မှာအလေးမှလို့နဲ့အတူတူပါပဲဒါပေမဲ့ဒီမှာတတိထားမှချက်တစ်ချက်ကကျွန်တော်ပြောတဲ့ motivation တွေရပြီတည့်ရတဲ့ချိန်ထဲမှာဘာသာစာတွေအသေးအတန်ကြိုးစားတာဂျင်းတွေအသေးအတန်ဆော့တာအဲ့လိုမျိုးတွေမလုပ်ပါနဲ့အဲ့လိုမျိုးလုပ်မယ်ဆိုလို့ရှိရင်အရင်ကျွန်တော်ပြောတဲ့ cycle တွေကိုပြန်ပြီးရောက်သွားမှာဖြစ်ပါတယ်အဲ့လိုလုပ်မယ်စားဘာသာရဲ့တည့်ရချင်းတွေကိုတဖြည်းဖြည်းချင်းဒီအကျင့်တွေကိုပြိုးထောင်ပြီးသွားရမှာဖြစ်ပါတယ်တခြားလူတွေနဲ့လည်းသွားပြီးတော့မနှိုင်းယှဉ်ပါနဲ့ဘာသာမနေ့ကဘာသာပဲဒီနေ့ဘာသာမှာဒီနေ့ဘာသာကပို့ပြီးတော့တိုးတက်နေတဲ့သူဖြစ်ဖို့ကပိုအရေးကြီးပါတယ်အဲ့လိုလုပ်မယ်စားဘာသာရဲ့တည့်ရချင်းတွေကိုတဘာဝကြည်ကြတဖြည်းဖြည်းချင်းဒီအကျင့်ကိုပြောင်းလဲသွားမှာဖြစ်ပါတယ်ဥပမာဒီ cycle တွေကနေပြီးတော့ငါရုံတက်ဖို့အတွက်ဘာမစိုးလုံးမလို့တွေးရတဲ့ဘာသာအနေနဲ့ plan တစ်ခုချတာပါဒီတစ်ပတ်အတွင်းမှာငါဘာဖြစ်ရမယ်ဆိုပြီးတော့အဲ့ဒီ plan တိုင်းလုပ်ပါအဲ့ဒါကပို့ပြီးတော့ထိရောက်ပါတယ်ပထမရက်မှာဘာသာဂိမ်းတွေဆုံးမိနေဆိုလို့ရှိရင်ဘာသာကိုဘာသာနည်းတွန်းအားပေးပြီးတော့ okay ငါကောင်းတာတွေတစ်ခုခုလုပ်မယ်ဆိုပြီးတော့ဘာထပ်ပြီးတော့အဝေးလျှော်လိုက်တာဖြစ်ဖြစ်အခန်းသက်ရှင်းလုပ်လိုက်တာဖြစ်ဖြစ်အဲ့လိုမျိုးလုပ်ကြည့်ပါအရေးကြီးတာကဘာသာပုံမှန်လုပ်နေတဲ့အရာထက်နည်းနည်းလေးပို့ပြီးတော့တွန်းအားပေးပြီးတော့ပြောင်းလဲသွားဖို့ပါပဲဒုတိယရက်မှာမနေ့ကငါလုပ်ခဲ့တာမဆိုးဆိုပြီးတော့ကိုယ့်ကိုယ်အတိမတ်ပြုပြီးတော့ဒီနေ့မှာမနေ့ကလုပ်တာအပြင်တခြားဘာသာလုပ်ချင်တဲ့အရာကိုနည်းနည်းလေးထပ်ပြီးလုပ်လိုက်တာမျိုးပါဥပမာမနေ့ကဘာသာသက်ရှင်းလုပ်ခဲ့ဆိုလို့ရှိရင်ဒီနေ့ဘာသာရှင်းလုပ်တဲ့အပြင်အဝိပါလျှော်လိုက်တာမျိုးပါဒီလိုမျိုးတစ်ဖြည်းဖြည်းချင်းဒီဘာသာအချင်းတွေပြောင်းလာမယ်ဆိုလို့ရှိရင်ဘာသာရဲ့အုံနောက်နှစ်ပိုင်းစလုံးကသဘောတူညီမှုတစ်ခုရသွားပါလိမ့်မယ်အရင်ကဘာသာထက်အခုဘာသာကတိုးတက်ကောင်းမွန်တဲ့သူတွေဖြစ်လာပါလိမ့်မယ်ကိုစိတ်ရှည်ဖို့စိတ်ခံစားချက်တွေကိုထိန်းသိမ်းဖို့အုံနောက်နှစ်ပတ်စလုံးကိုဘယ်လန့်ပြောင်းထိန်းသိမ်းဖို့ပါအရှင်မှာဘာသာအောင်မြင်မှုတွေပို့ပြီးတော့အဓိကကျပါတယ်ဒါကြောင့်ဘာသာစိတ်တက်ကြပြီးဒီ cycle တွေရောက်နေဆိုလို့ရှိရင်ကျွန်တော်အခုပြောတဲ့အချက်တွေကိုဘာသာနေနဲ့စဉ်းစားဆင်ခြင်ကြည့်ပါဒီဗီဒီယိုကဘာသာအတွက်အထောက်အကူတစ်ခုဖြစ်ခဲ့လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာ women psychology နဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျွန်တော်အသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အားလုံးကိုနှုတ်ဆက်ပါတယ်